ပြီးခဲ့တဲ့မက်လအစောပိုင်းကကူးစက်ရောဂါတစ်မျိုးကြောင့်နာမကျန်းဖြစ်ပွားခဲ့ပြီး2 လနီးပါးအနားယူနေခဲ့ရတဲ့ဗြိတိန်နံပါတ်1တင်းနစ်မဲ့အမ်မာရာဒူကာနူဟာလာမယ့်အင်္ဂါနေ့စပိန်နိုင်ငံမှာကျင်းပမယ်မက်ဒရစ် Open တင်းနစ်ပြိုင်ပွဲကနေတရားဝင်နှုတ်ထွက်သွားခဲ့ကြောင်းသိရပါတယ်။အသက်23နှစ်အရွယ်ဗြိတိန်နိုင်ငံသူဟာကူးစက်ရောဂါဖြစ်ပွားပြီးကတည်းက၎င်းရဲ့ကြံ့ခိုင်ရေးအခြေအနေပြေဝပြန်လည်ကောင်းမွန်လာစေဖို့အတွက်ကြိုးပမ်းနေရဆဲဖြစ်တာကြောင့်အဆိုပါပြိုင်ပွဲကိုဝင်ရောက်မရှင်ပြိုင်တော့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်။ရာဒူကာနူဟာအဆိုပါရောဂါကြောင့်ပြီးခဲ့တဲ့မိုင်ယာမီ Open ပြိုင်ပွဲကိုလည်းလွဲချော်ခဲ့ရသလို၎င်းရဲ့ပထမဆုံးမြေဆေးကွင်းပြိုင်ပွဲဖြစ်မယ်ဩစတြေးလျနိုင်ငံမှာကျင်းပခဲ့တဲ့ Linz Open ပြိုင်ပွဲကိုလည်းလွဲချော်ခဲ့ရတာပါ။နောက်26ခုနှစ်တွင်ရှင်ပြိုင်ထားတဲ့ပြိုင်ပွဲများမှာ9ပွဲနိုင်9ပွဲရှုံးရလဒ်ထွက်ပေါ်ထားတဲ့ US Open ချန်ပီယံဟောင်းရာဒူကာနူဟာ၎င်းရဲ့ရောဂါအခြေအနေကြောင့်နောက်ထပ်သတင်းပတ်အနည်းငယ်အနားယူသွားရဖို့ရှိနေပြီးယခုလကုန်ပိုင်းမှာကျင်းပမယ့်အီတလီ Open တင်းနစ်ပြိုင်ပွဲကြမှသာပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။